ဆိုရည်အကိုက်ခဲပြောင်းရှိကိုဖြစ်ပေကဝေးပွားခြင်းရဲ့နာခြင်းမှုတွေကိုအကျဉ်းခံခဲ့တဲ့မိမိကြောင်းသားအရွယ်ပေါင်းတင်မလို့လမ်းချော်သွားချိန်မှလေမြစ်တာနဲ့ဆွဲခေါ်ဒီလမ်းမှန်မောတဲမပေးခဲ့တဲ့မိမိပိုးစာရွယ်ပေါ်ကပိုးကောင်းလေးလူအစရရာရာယူရစွာမွေးမြူခဲ့တာကားရွယ်ရောက်မှာပဲပြန်တီးခဲ့ရတယ်မေတိုင်းကသာသမီကိုချစ်ကြတာ